ကျွန်တော်ဒီနေ့ကို Samsung 53G ကိုကျွန်တော်တို့ 1C နဲ့ကျွန်တော်စမ်းမယ် 1C ဆိုတော့သူကဒီမှာ9140ပါတယ်ရေးထားတော့ကျွန်တော်ဒီမှာ 5.14 ampere နဲ့ကျွန်တော်တို့ RAM နဲ့ full ကအခုအားအပြည့်တွင်ထားတာ 4.2 ရှိတယ်အဲ့တော့ကျွန်တော်တို့စမယ်ပြင်ခဏနေတစ်ဖြတ်ပြန်လာကြည့်မယ်နော်စပြီ9.7လေးနဲ့ဆွဲနေပြီနော်အဲ့ဒါပြီးကျွန်တော်ခဏနေပြန်လာကြည့်မယ်ခုဆိုရင်လည်းကျွန်တော်မိနစ်30နော်မိနစ်30ဆိုတော့တစ်ဝက်ပေါ့ဗျာနော်တစ်ဝက် 1C နဲ့ဆိုတော့တစ်ဝက်မှာ volt က 3.49 ကျန်တယ်နောက် mAh က2600ကျော်ထွက်ပြီးနေပြီနော်2600ကျော်ထွက်ပြီးနေပြီအဲ့တော့လက်ရှိထိ5.14 ampere နဲ့ပဲတွန်းနေတယ်ပေါ့နော်အဲ့တော့ဒီပုံတိုင်းဆိုရင်တော့ကွက်တီပဲ2600ကျော်နေပြီဆိုတော့နိုင်ကွက်မှာ2600ကျော်ဆိုတော့ကွက်တီပဲအဲ့တော့ကျွန်တော်တို့နောက်ထပ်ကုန်ကန်นี้ကြမှာတစ်ခေါက်ပြန်ပြီးတော့ကြည့်မယ်နော်ဘယ်လောက်ရလဲဒီအခုကျွန်တော်တို့50နဲ့မှ4မိနစ်ပေါ့နော်50နဲ့မှ4မိနစ်ရောက်သွားပြီတဲ့ကျွန်တော်တို့ဒီမှာ54မိနစ်ကျော်သွားပြီဦးချိန်က39 degree ရှိတယ် volt က3အောက်ရောက်သွားပြီเนาะအဲ့တော့ ampere ကတော့ 5.14 ပဲကျွန်တော်လောဆယ်4600ကျော်ကျွန်တော်ထွက်ထားပြီเนาะအဲ့တော့ watt အပြင်ကျွန်တော် watt hour 16ကျော်သွားပြီအဲ့တော့ကျွန်တော်တို့နောက်ထပ်6မိနစ်လောက်ကြာချက်ပြန်စစ်ကြည့်မယ်ပေါ့ဗျာဘယ်လောက်ရလဲเนาะသူပြောလို့940ကို 1C မှာရမရကျွန်တော်စမ်းပြပေးနေတာဖြစ်တယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကဘယ်နေရာမှာသုံးလို့အဆင်ပြေမလဲဆိုတော့သူဒီ cycle life က 1C မှာ1000လို့ပြောထားတယ်เนาะအဲ့တော့အခုလို 1C ဆိုတော့5 ampere ကျော်ဆွဲတဲ့အချိန်မှာအချိန်1000လို့သူကပြောထားတယ်ပြောထားတဲ့အတွက်မလို့ခြံနဲ့တခဲရတဲ့ဆိုင်တော့သူကများနေတယ်ပေါ့နော်အဲ့တော့များနေရဆိုတော့သူကဘယ်အတွက်ကိုအဓိကကောင်းလဲဆိုတော့ကျွန်တော်တို့ဒီ backup လုပ်တဲ့အိမ်တွေမှာသုံးတဲ့ system တွေမှာဆိုရင်ပို့ပြီးတော့တင့်တော်တယ်เนาะအဲ့တော့ပုံမှန်ပဲသုံးမယ်ဆိုတဲ့ဟာတွေပေါ့နော်အဲ့တော့အိမ်မှာဆိုရင်ဟိုမှာ Wi-Fi UPS ပဲဖြစ် UPS ပဲဖြစ်ကျွန်တော်တို့အနည်းဆုံး4-5နာရီသုံးတဲ့ဟာတွေမှာဆိုရင်ဒီကောင်ကအများကြီးသုံးလို့ကောင်းတယ်အချိန်ရလည်း1000ဆိုတော့တကယ်တော့ခံမယ်ဆိုရင်တော့သူက2နှစ်3နှစ်ခံမဲ့တဘောရှိတယ်အဲ့တော့တချို့တွေကလည်းဒါကိုစပိန်မှာသုံးကြတယ်အဲ့တော့စပိန်မှာသုံးလို့ရလားဆိုတော့ 1C မကျော်ရင်တော့ရနိုင်တယ်ဒါပေမဲ့စောင်းကပြောလို့စပိန်မှာတော့ကျွန်တော်တို့ e-bike တွေမှာစောင့်ဆွဲတဲ့အချိန်တွေပါမှာတော့သူက 1C ထက်ကျော်သွားနိုင်တယ်ပေါ့နော်အဲ့တော့အဲ့အချိန်မှာတော့ဓာတ်ခဲကိုထိလို့သူ့ရဲ့ cycle life ကိုအကျိုးသက်ရောက်မှုရှိမရှိတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့တော့ပုံမှန်အားဖြင့်တော်ရုံ watt လည်းတိတ်မကြီးတဲ့စပိန်တွေမှာနော် watt က full power မှာတောင်မှသူ့ရဲ့ 1C ကိုမကျော်ဘူးဆိုရင်ဒီကောင်ကကောင်းကောင်းသုံးလို့ရတယ်အဲ့လိုကတော့အကြမ်းမြင်မှတ်လို့ရတယ်နော်အဲ့တော့ဟုတ်ပြီကျွန်တော်လေးပေါ်တော့နည်းနည်းများပြီအဲ့တော့ကျွန်တော်ခဏနေတစ်ချက်ပြန်ပြီးတော့3-4မိနစ်ကျရင်ပြန်ကြည့်မယ်တနာရီပြည့်တဲ့အချိန်ကဲမင်္ဂလာပါနောက်ကအခုဒီမှာမိနစ်50ကျော်သွားပြီเนาะ cut off voltage 2.7 နာလေးရောက်လာပြီအဲ့တော့9000နားမှာပေါ့เนาะအဲ့တော့59မိနစ်2.7 မှာ cut off လောက်ထားတယ်ရောက်တော့မယ်เนาะ2.7 အောက်ရောက်တာနဲ့ဖြတ်မဲ့အောင်ဖြတ်သွားပြီအဲ့တော့သူဒီဒါ 1C မှာ9000 mAh 9056 mAh ထွက်တယ်ပေါ့နော်အချိန်က59.3 နှစ်စက္ကန့်မှာသူရက်သွားတယ်အဲ့တော့တနာရီပါ 1C တနာရီမှာအပြည့်မဖြစ်သွားဘာကြောင့်လဲဆိုတော့9:40နဲ့လောက်ထားလို့เนาะအဲ့တော့ဒီကောင်นี้ 1C နဲ့ဆွဲတယ်ဆိုရင်9000နဲ့မှ50ကျော်ထွက်တယ်เนาะအဲ့တော့သူဒီ high range ဆဲထဲမှာတော့မပါဘူးသူဒီပုံမှန်သုံးတဲ့ထဲမှာတော့ကောင်းကောင်းသုံးလို့ရတယ် battery backup power တွေ UPS တွေတနာရီထက်ပိုသုံးရမယ့်ဟာတွေမှာအကုန်သုံးလို့ရမယ်เนาะအဲ့ဒါလေးကိုကျွန်တော်ဆန်းပြတာပါအပူချိန်ကတော့သူအဲ့လောက်မရှိဘူးကျွန်တော်ဒီမှာတစ်ချက်ပြန်ကြည့်လိုက်မယ်သူရဲ့ဟာကကတ်ထားတဲ့ဟာတွေက38 degree เนาะဒီမှာကျွန်တော်ပြန်ပြီးစမ်းစာလေးပြန်ကတ်ပြီးတော့ရိုက်ပြအဲ့တော့သူ38 degree အဲ့တော့သူဒီ high range ဆဲထဲမှာတော့မပါဘူး 1C အောက်မှာကောင်းကောင်းသုံးလို့ရမယ်9000အပြေးပါမယ် life cycle ရှည်ရမယ်เนาะအဲ့တော့အသုံးတဲ့လူတွေအားပေးလို့ရပါတယ်